ဒီနေ့မှာတော့လက်ဘဝဘော်ကကြီးပွားတိုးတက်ခြင်းယာရုအာဏာရရှိခြင်းကိုပြသနေတဲ့အရေးကြီးတဲ့လက္ခဏာ2မျိုးအကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အသက်လမ်းကြောင်းပေါ်ကအတက်တစ်ခုဟာလက်ညှိုးချေရင်ကြာသာပတိဂျိုခွန်အထိရောက်ရှိနေမယ်ဆိုရင်တော့ဒီလိုလက္ခဏာပိုင်ရှင်တွေဟာကြီးပွားတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်ဩဇာအာဏာရှိမယ်ခေါင်းဆောင်မှုနေရာရမယ်မိတ်ဆွေဆရာသမားအကြီးအကဲတွေရဲ့အကူအညီနဲ့အဆောင်အရှောက်တွေကိုရရှိမယ်တမာအာဇီဝကြတဲ့လုပ်ငန်းတွေနဲ့တိုးတက်အောင်မြင်မယ်အောက်ခြေအဆင့်မှစပြီးအထက်အဆင့်မြင့်မာတဲ့ယာရုများရတဲ့အထိတိုးတက်နိုင်ပါတယ်ကံလမ်းကြောင်းဟာနှလုံးလမ်းကြောင်းနဲ့ပေါင်းဆက်ပြီးတော့ကြာသာပတိဂျိုခွန်အထိတက်သွားမယ်ဆိုရင်ဒီလိုလက္ခဏာပိုင်ရှင်တွေဟာဘဝတစ်သက်တာလုံးမှာချစ်ခင်သူတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့ကူညီထောက်ပံ့မှုတွေအမြဲတမ်းရရှိနိုင်ပါတယ်ဒီအကူအညီတွေကြောင့်ပဲရည်မှန်းချက်တွေလုပ်ငန်းတွေစီးပွားရေးတွေတိုးတက်အောင်မြင်နိုင်ပါတယ်စီးပွားရေးလုပ်ငန်းခွင်အတွင်းမှာလည်းပျော်ရွှင်ချမ်းမြေ့စွာနဲ့လုပ်ကိုင်ရပြီးတော့အောင်မြင်မှုရရှိနိုင်ပါတယ်ချစ်ချင်းမေတ္တာနဲ့ကံကောင်းခြင်းတွေပေါင်းဆက်ရရှိထားသူလို့တော့ပြောလို့ရပါတယ်အနှစ်ချုပ်အားဖြင့်ဒီလိုလက္ခဏာမျိုးပါရှိသူတွေဟာကံကောင်းကြပြီးတော့လူမှုပတ်ဝန်းကျင်ရဲ့ထောက်ခံမှုနဲ့အောင်မြင်မဲ့သူတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လက္ခဏာဆိုင်ရာအကြောင်းအရာဘ ഹു တုတလေးတွေကိုသိရှိဖို့ဆန္ဒရှိတယ်ဆိုရင်ဒီအကောင့်လေးကို follow လုပ်ထားနိုင်ပါတယ်အားလုံးဆန္ဒနဲ့ဘဝထပ်တူကြရကြပါစေ